နိုဘာပြီကိုအပြောသွားတာပဲကိုအစားမမစားလုံးနေတာ哦မမပေါင်ပေါ်လေးပါပဲမေးမယ်ဆိုပြီးတော့လာလဲတာဘလို့ပြောသွားလဲတော့မသိဘူးကိုဘယ်တော့တော့ပြောသွားတာလဲ45မိနစ်တောင်45မိနစ်တော့ကိုမမပေါင်ပေါ်မှာပြောသွားတော့ပါနောက်တော့ကဆိုကမျိုးကိုပြောသွားဆိုရွှေ့လိုက်လေရွှေ့လို့ရတော့ပေါ့အဲ့ဆိုကိုပြီးမမလောက်စီရစလို့ပေါ့အခုလိုမျိုးကြတော့ညောင်းနေမှာပေါ့အဲ့တော့ကိုအပြောနေချင်ပါမဆိုင်လို့ပြန်လဲစာမေးပွဲတွေရောဖြေရတာအဆင်ပြေလားဘာဖြစ် fighting ဟုတ်လားဘာယူကြည့်မိသားမို့အကောင်းဆုံးတာဖြေမထားချင်သေးဘူးဘယ်လိုမှစပီးအေးရမလားမမလာလေးပြပါအောင်အပါလက်ဖမိုးလေး